ဘယ်ဒေတာမဆိုဘယ်လိုအတိုင်းဝိုင်းမှာဖြစ်ဖြစ်ပညာတော့လူတိုင်းပေးပါတယ်အဲကြောင့်မို့အောင်မဲမင်္ဂလာပါဗျာကျွန်တော်ဒီရက်ပိုင်းမှာဗီဒီယိုတွေမတက်လာနိုင်ဘူးပေါ့နော်နည်းနည်းခုပြန်ပြီးတော့တုံးတက်နေရတဲ့ကာလာဖြစ်နေတာပေါ့နော်ကျွန်တော်အခုပြောပြခြင်းနဲ့ဒါပြောပြတာမဟုတ်ဘူးကျွန်တော်ရဲ့ငယ်ဘဝလေးကိုကျွန်တော်နည်းနည်းစိတ်ဝင်စားတဲ့ကောင်းမယ်ထင်လို့ကျွန်တော်လည်းပြောပြတာပေါ့နော်ကျွန်တော်ငယ်ဘဝလေးကအရန်လဲတာယာဖို့ကောင်းတယ်ဒါပေမဲ့အရန်လဲတာယာဖို့ကောင်းတယ်ပြီးတော့ဒီမန်ကလေးလိုခန်းနားနေတဲ့ဘဝကြီးတော့မဟုတ်ဘူးနော်ဒါပေမဲ့တော့ငယ်လေးတဲ့ကျွန်တော်မှာတွေ့ကြုံနေရမ်းများတယ်ပေါ့နော်ငယ်လေးတဲ့ကိုရှိမှဖြတ်တန်းဖြစ်ပွားနေတဲ့အရာတွေဒီကပြောချင်တယ်ကျွန်တော် family life ပေါ့နော်ကျွန်တော်တက်ရတစ်ခုရောက်လာပြီဆိုတော့30ပတ်ဝန်းကျင်ဖြစ်နေတဲ့လူတယောက်ဖြစ်တယ်ကျွန်တော်ရဲ့ brother တွေ sister တွေသူတို့ဒီလေအိမ်အောင်ကူစီတွေပေါ့နော်ကိုယ့်ရဲ့ပါတနာနဲ့ကိုဖြတ်တန်းနေရတဲ့အခြေအနေဘဝကြီးကိုစီးလုံးနေရတဲ့အခြေအနေမှာဒီကောင်မရေးရတယ်ဘာညာဆိုတာတော့မတိတ်နားမလဲကြားတော့တဲ့ခစ်ကြီးဖြစ်လာတာပေါ့နော်ဘလို့ဘာကြောင့်ဒီလိုရေးပြောရင်လဲဆိုတော့ကျွန်တော် family မှာဆိုရင်မိသားစုတားများတယ်ဒါပေမဲ့ကျွန်တော် contact ထဲမှာအခုကျွန်တော်ဖုန်းနံပါတ် contact ထဲမှာကြည့်လို့ရှိရင်ဖုန်းရဲ့ list ထဲမှာကျွန်တော်ရဲ့ညီကောင်မဖုန်းနံပါတ်ဆိုတာတစ်လုံးနှလုံးပဲရှိတာပေါ့နော်ကျွန်တော်လည်းဖုန်းနံပါတ်မပြောင်းဘူးထိုင်းနိုင်ငံရောက်ကျွန်တော်တဲကစင်ကတ်2ကတ်လောက်ပဲတုံးတာပေါ့ပြောမှဆိုတော့တိတ်ပြီးတော့ခေါ်ပြောရသေးမရှိကြဘူးနော်ကျွန်တော်ငယ်ဘဝလေးကဘယ်လိုလေးဖြတ်တန်းခဲ့ရလဲဆိုတော့ငယ်တော့နေရာမှာနေမျိုးလေးမှာကြီးပြင်းလာတယ်ပေါ့နေမျိုးမဟုတ်ဘူးနော်နေရွာပေါ့ရွာမှာကြီးပြင်းလာတယ်ကျောင်းတက်တယ်မူလတန်းလွန်မှာ9တန်းကျော်ကျောင်းတက်တယ်ပြီးတော့ကျွန်တော်တို့အထက်တန်းကျောင်းသားဘဝရောက်တော့မှပဲကျွန်တော်တို့ဘဝကြီးရအောင်ဘာလားပေါ့ကောင်းမှုဒီများကလေးတွေရှေ့ပြေးနေတဲ့အချိန်မှာကိုယ်ရဲ့internet ထဲက YouTube ရှင်းလေးနားထောင်ပြီးတော့ဘယ်လိုလဲတနာယူ400လောက်ပေးရပြီးတော့ရမ်းပျော်ရွှင်နေရတဲ့အတိုင်းအရှိခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တော်သားတွေကိုမြစ်တာနဲ့ရှင်းလို့မရအဲ့လောက်ထိအတိညာတွေအဲ့လောက်ထိတိတ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့ဟိုနေရလဲနည်းနည်းတော့လူတိုင်းမရောက်တာပေါ့နော်အဲ့ဒီမှာဒီကကျွန်တော်ပြောချင်တဲ့အချက်ကကျွန်တော်ရဲ့ father ကြီးကျွန်တော်ပြောချင်တယ်ကျွန်တော် father ကျွန်တော်ဘယ်လို lesson တွေပေးခဲ့တယ်ဆိုတော့အဖေကလည်းတက်ကြီးတဲ့အချိန်ရောက်လာတော့သူကကျမကြီးလည်းတိတ်မကောင်းတော့တက်60ကျော်လောက်ရှိပြီဆိုတော့ကျမကြီးဘယ်လိုမကောင်းတော့လဲဆိုတော့သူမှယောဂတွေပိုင်းရှိတဲ့အချိန်မှာကျွန်တော်ကလည်းအဲ့ဒီအချိန်မှာကျွန်တော်ညီကောင်မတွေအကုန်လုံးအိမ်တော်ကြပါတယ်ကျွန်တော်အငယ်ဆုံးဖြစ်တဲ့အချိန်ကျမှဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကိုလိုကလန်ဖြစ်နေတာအဲထဲမှာအကြီးတွေနဲ့လည်းကျွန်တော်ကပေါင်းလို့မရအောင်ဘယ်သူညီကောင်မကဘယ်လိုလဲတော့ပေါင်းလို့မရဘူးနော်ကျွန်တော်ရဲ့အသက်အရွယ်အဲ့လိုဖြစ်နေတော့အဖေကသူမဆုံးခင်မှာကျွန်တော်အိမ်ကောင်းရင်းမှာကျွန်တော်အဲ့တော့ဆိုရင်တော့ကျွန်တော်ကတိတ်အိမ်လေးနဲ့နေခဲ့ရတိတ်အိမ်လေးနဲ့အိမ်လေးနဲ့ကြည့်ရအောင်နော်ဒါပေမဲ့ကျွန်တော်မွေးတဲ့အချိန်ကနေစပြီးတော့အဲ့တိတ်အိမ်ကနေကျွန်တော်ဘယ်လိုလဲဝါအိမ်ဖြစ်တယ်အဲ့လိုမျိုးတွေအများကြီးပေါ့နော်ဘွားတကွေးမှာလုံးကြဆင်းသွားတဲ့ခါမှာကျွန်တော်အဲ့လိုမျိုးဝါအိမ်လေးနဲ့ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့ဘွားလေးပေါ့နော်အဲ့ဒီအချိန်မှာအဖေကကျွန်တော်အိမ်ကောင်းရင်းလေးမှာဒသမနည်းနည်းပဲ30ကျော်15လောက်ရှိမှာလားအဲ့လိုရှိတဲ့အကွက်လေးရှိကောင်းရင်းလေးမှာအဲ့အကွက်လေးမှာအဖေကကျွန်တော်တို့ဘယ်လိုမျိုးလဲမြောင်းတူးခိုင်းရဘောင်ဖို့ခိုင်းတယ်ဥမာအကွာဝေးရတနေ့တပေါင်နဲ့တပေါင်ရဲ့အကွာဝေးရဘယ်လိုမျိုးလဲ2ပေလောက်ပဲကွာဒါပေမဲ့အဲ့တော့ဘောင်မြင့်ဖို့ခိုင်းကျွန်တော်ကြောင်းတက်တယ်ကျွန်တော်ကြောင်းကပြန်လာတယ်ကျွန်တော်ခိုင်းတယ်အဖေငါ့ကိုမချစ်လို့လားဆိုပြီးတော့ရန်တွေးရတယ်လားအဖေငါ့ကိုမချစ်လို့ဒီဟာကြီးကိုခိုင်းတာလားဒါအဲ့ဒီမှာလည်းပတ်စံနည်းနည်းโอเคသေးတယ်ဥမာနေ့ဆက်သမားခိုင်းပြီးတော့ဖို့လိုက်ရင်2ရက်လောက်နဲ့ပြီးနေတဲ့ဇက်လိုင်းပေါ့နော်အဲ့ဒီကြီးကျွန်တော်ဖို့ရတာကျွန်တော်ဆိုကြောင်းပြန်လာတဲ့အိမ်စာမလောက်ခဘူးကျောင်းကလည်းအဲ့လောက်ထိအိမ်စာမလို့ဆိုပဲစာတော်တဲ့ထဲမှာလည်းမပါဘူးပေါ့နော်ချီပိတ်ချီပေါ့နော်အဲ့မှာပဲနေခဲ့ရတော့လက်တွေဆိုပေါက်ပြဲနေအောင်ဖို့ရတာပေါ့မြင်ငယ်တော့ငယ်လဲငယ်သေးတယ်ငယ်ပြီမဲ့နည်းနည်းလူကောင်းတယ်တောက်တယ်
ကျောင်းတော့ဖိုးရတယ်ကျောင်းကပြန်လာတယ်မြေကြီးဖိုးရတယ်မြေကြီးဖိုးအဲ့ထက်မှအဖေကဘယ်လိုလဲဆိုတော့ဘောင်ကြီးဆွဲတယ်ဘောင်ဒီလိုဘောင်ကြီးနေဆွဲပြီးတော့အလဲမှာသူကအရင်ဆုံးတစ်ခွားဆိုင်တယ်တစ်ခွားဆိုင်ပြီးတော့အဲ့ဒီဘောင်ထဲမှာသူကငါးမွေးထားအဲ့လိုမျိုးဘောင်50ဘောင်လောက်ဆွဲထုတ်လိုက်ပြီးတော့အမှသူကပြီးတော့အဲ့ဗာလဲတစ်ခွားဆိုင်တယ်တစ်ခွားဆိုင်ပြီးတော့အဖေကကျွန်တော်အရှိမမရကျွန်တော်ဘဝမှာရေတော့ကျွန်တော်မကူးတတ်ဘူးပေါ့နော်ရေတော့ကျွန်တော်တို့ရဲ့လေထိတ်ဆိုတာရှိတယ်ဟိုဘက်ကမ်းမှာမိုးရင်းကာလာဖြစ်တယ်မိုးရင်းကာလာဖြစ်တဲ့အချိန်မှာအဲ့ကျွန်တော်လေထိတ်ရနေပြီးတော့ဟိုဘက်ထိတ်ကနေဒီဘက်ထိတ်ထိကိုဘယ်လောက်လဲမိဟို1 ကီလိုလောက်ဝေးတယ်အဲ့1 ကီလိုလောက်ဝေးတဲ့နေရာကြီးကိုမလဲကျွန်တော်အဲ့ဟိုဘက်တုံးရဲ့လေထိတ်ကကျွန်တော်ဟိုဘက်ခြံရှိတာဟိုဘက်ခြံထဲကငပြောပင်ပေါက်စတွေကိုကျွန်တော်ဒီဘက်ခြံတွေကိုထားခိုင်းတာအဲ့လိုမျိုးထားခိုင်းတဲ့နေရာမှာကျွန်တော်ဘယ်လိုမျိုးလဲအဲ့ချိန်မှာနွေသည်ចောင်းမရက်လာဟိုចောင်းပရက်ရောက်သွားပြီလားပါလဲတော့မသိကျွန်တော်မှဒါပေမဲ့မိုးတော့မိုးတယ်ပဲမိုးရင်းကာလဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့မှာကျွန်တော်တို့ချောင်းကြီးတစ်ချောင်းရှိတယ်အဲ့ချောင်းကြီးကလည်းမိုးမရတော့ပါဖြစ်မိုးရင်းမော့တော့မိုးရလို့ရှိရင်တော့ဟာရေစီးရလက်ကုန်ပဲအဲ့ချိန်မှာကျွန်တော်ဆိုရေလဲကောင်းမကူးတတ်သေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တရက်ငပြောပြင်ဟိုဘက်ထမ်းခိုင်းဝီးပေါ့ကလေးဆိုတော့မထမ်းနိုင်ဘူးမထမ်းနိုင်ရအောင်ထမ်းရတယ်ဖေကိုကြောက်တာပေါ့ကြောက်တော့ရေနှစ်တယ်ရေနှစ်မှဆိုကျွန်တော်စပင်လိုမျိုးကင်တော့မင်းဒီတော့မင်းဘဝကြီးမင်းဘယ်လိုဖြစ်တိုင်းမဲဆိုပြီးတော့ဟိုခေါင်းကင်တော့ဒီလိုဆွတ်နှစ်ပလိုက်အဲ့ဖူးလို့လန့်ပြီးတော့အဲ့ရှင်နဲ့စပြီးတော့ဘယ်လိုမျိုးဘဝကြီးကိုဘယ်လိုမျိုးလဲရေကူးတာမှရမယ်ဆိုတော့အတူကြီးဝင်လာအဲ့နဲ့ကျွန်တော်ငပြောပင်ဆိုင်တယ်ငပြောပင်ဆိုင်ပြီးတော့ဟာငပြောပင်လေးကဟိုဘယ်လိုမျိုးလဲဟိုအဖူးကစားမရှိသေးတယ်ပေါ့နော်အတီးမလာသေးဘူးအဲ့ချိန်မှာဒါကျွန်တော်ပြောရနည်းနည်းမြန်သွားပထမအဲ့ဒီအဖေတခွားသီးဆိုင်တဲ့အချိန်မှာတခွားသီးလေးတွေကျွန်တော်ခူးရောင်းစားလို့ရတဲ့အချိန်နေထားတစ်ခုရောက်သွားတယ်ပေါ့နော်တခွားသီးဆိုတော်တော်များတယ်တခွားအဖေကဘယ်လိုဝယ်လာလဲတော့မသိဘူးပေါ့နော်ကျွန်တော်ဓာတ်ငယ်တာအဲ့ငယ်တော့တခွားသီးတွေရောင်းစားတယ်ရွှေမျိုးလိုက်ခူးစားပေါ့နော်အဲ့လိုမျိုးအဲ့လောက်ထိဖြစ်သွားတယ်ပေါ့နော်အဲ့လောက်ထိပေါ်များသွားတယ်အရင်ကြီးတော့မဟုတ်ဘူးပေါ့ဟိုစီးပွားဖြစ်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ဈေးတုံးဖို့ပါလေးတော့ရတာပေါ့နော်အဲ့ချိန်မှာငါပြောပြီးဆိုင်တဲ့အချိန်မှာအဖေကသူတိမှာပေါ့နော် तू မတိ तू ဆုံးသွားတော့မယ် तू အချိန်ရောက်လာပြီဆို तू တိတော့ကျွန်တော်ပြောရတယ်ငါတားတဲ့မင်းနဲ့ဒီအခု तू ကျွန်တော်စိုက်ပြသွားနှစ်မျိုးအဲ့ဒီပါလဲငါပြောပင်ကြားထဲမှာ तू ကျွန်တော်ကိုအဲ့ဒီတခွားသီးစိုက်ပြသွားတခွားသီးရင်စိုက်တခွားသီးကအရင်ပေါ်တဲ့တီးမလားရေပေါ်တီးတခွားသီးရင်စိုက်ပြသွားတော့တခွားသီးကအရင်ပေါ်လာတယ်ငါပြောပင်လေးကဟိုခါတိုင်းလောက်ပဲရှိသေးတယ်အဲ့ချိန်မှာတခွားသီးပေါ်လာတယ်ငါပြောပင်လည်းမြင်တခွားသီးတီးသွားတဲ့အချိန်မှာအဖေကကျွန်တော်ပြောရတာငါသားတဲ့မင်းဒီခြံဦးတဲ့မတရက်ပင်စိုက်ပေါ့နော်တရက်ပင်အဲ့ဒီထဲမှာတရက်ပင်တွေထိုးထဲစိုက်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်မလုပ်ခဲ့ပါဘူးကျွန်တော်လည်းငယ်တာဟုတ်မလုပ်ခဲ့ဘူးအဲ့ချိန်မှာအဖေသုံးပြီးကျွန်တော်တခုပြုံးမိပါအဖေကဟိုအရင်ဆုံးအဖေကစိုက်တာခင်းကျင်တီစိုက်တယ်ခင်းကျင်အရင်တော့မများဘူးနည်းနည်းပေါ့နော်ခင်းကျင်တီစိုက်တယ်ပြီးတော့ခင်းကျင်တီငရုတ်လို့စိုက်တယ်စိုက်ပြီးတော့အမှတခွားစီထပ်စိုက်တယ်တခွားစိုက်ပြီးတော့ငပြောပင်ထပ်စိုက်အိုးငပြောဆိုရင်ဘယ်လိုမျိုးလဲအဖေဆုံးပြီးတော့နှစ်တော်တိုင်အောင်တော့မှကျွန်တော်ရဲ့ចောင်းစရိတ်ဒီအမေရဲ့ဟိုနှောက်ဖေးမှာဟင်းချက်ဖို့အတွက်ကိုစရိတ်တွေတော်တော်များများဒီငပြောပင်နေရပဲကျွန်တော်တို့တာမီနေအောင်လုပ်ကြွေးရတာပါအဲကြောင့်မို့အဖေကဆုံးသွားကျွန်တော်တို့ပေါ်ထားခဲ့တဲ့ဘယ်လိုလဲကျွန်တော်ပေါ်ထားခဲ့တဲ့ဟိုမေတ္တာတွေကဒီတိုင်းတော့ဖေကလုံးဝမချစ်ပြခဲ့ဘူးပေါ့နော်ကျွန်တော်တာမီနေတော့၄-၅နှစ်လောက်ထိတော်တော်လေးအဆင်ပြေသွားတယ်အဲ့ငပြောချံလေးနဲ့ငပြောတီးရတဲ့တီးတာအဖေဆုံးပြီးမှအဖေဆုံးသွားတော့မှအဖေဆုံးပြီးတော့အဖေစာပနာပြီးသွားပြီတိတ်မကြတမိုးလောက်လေကြာငါပြောတွေတီးတာမဟုတ်ဝက်ကွဲပဲအဲ့ချိန်ကြီးကျွန်တော်နားမလဲသေးအဖေဒီလိုလုပ်ပေးခဲ့တာဘာကြောင့်လဲဆိုတော့ကျွန်တော်နားမလဲရမ်းငယ်တာဟုတ်အဖေဆုံးတော့ကျွန်တော်ဘကွက်ကြာကြီးနဲ့ဟိုဘယ်လိုလဲဟိုပျော်ရွှင်နေတဲ့တားတယောက်လိုဖြစ်နေငမိုက်တာလိုဖြစ်နေပါတော့အဓိကအဲ့ပေါ့အဲ့ဒီကံပြီးသွားပြီအဲ့ကံပြီးတော့ကျွန်တော်တာမီနီယောက်ထဲချက်တန်းအမေဆိုတော့ကောင်းပါတယ်အများကြီးပဲဟို
ပြောပြလို့မရအောင်ကောင်းတဲ့အရာတွေဒီပုံကြီးပေါ့နော်ဒါတွေပေါ့ဒါပေမဲ့အမေဆိုတဲ့အတိုင်းအတိုင်းပဲပြောညံ့တယ်ခုဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့အဓိက money power ပေါ့ပြောချင်တာအဖေအဲ့ဒီတော့ကျွန်တော်ဟိုရေမှုတဲ့ဆိုရေနှစ်တဲ့အချိန်မှာအဖေကလူဆိုးကြီးလို့ထင်ခဲ့တယ်ဘယ်လိုလဲဒီကျွန်တော်ဆိုဒေါ်လာတွေဖြစ်တဲ့အတွက်ကြောင့်တောမှာနေတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်ဒီရေလေးကတော့ကျွန်တော်တို့ကူတက်ရမယ်လို့တော့အဖေကတော့ပြောတာပေါ့နော်ဒါပေမဲ့အဲ့တော့ရန်မူးတီးတာပေါ့ဘာဖြစ်လို့ငါအဲ့လိုထိလောက်လဲပေါ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အခုဒီအပြင်ပအောင်ရောက်လာတယ်အဖေဆုံးပြီးတော့ဒီနိုင်ငံသားတွေပါနေထွက်တယ်50နှစ်လောက်နေမှထွက်တာပါထွက်တယ်အဲ့လိုမျိုးအချိန်တွေမှာကျတော့အဖေဆုံးမခဲ့တဲ့အရာတွေကအဲ့ဒီအချိန်တွေမှာမှအသုံးဝင်တာပေါ့နော်အဖေကသူကသူတိမ်မဲ့သူတီးနေရတော့မှဒါပေမဲ့အချိန်တော့ကြံနေရတော့ကျွန်တော်မသိကျွန်တော်ဒါငယ်တော့ဒါငယ်ပဲကျွန်တော်တိတာပေါ့ဒါပေမဲ့အဲ့လိုဒီနတ်ချိုင်းနေရတယ်ကျွန်တော်မေးရလည်းမပြောဘူးအဖေယောဂဖြစ်နေဆိုတော့တိရဒါပေမဲ့တေမဲ့သူဆိုပြီးတော့မသိဘူးပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့အချိန်တွေမှာတော့မှသူကကျွန်တော်တို့တာမီ2ယောက်လိုလေရှေ့ဆက်ပြီးတော့ဖက်တမ်းမှုအတွက်ကိုအများကြီးစီစဉ်ပေးခဲ့တာနော်အဲ့ဆိုတော့ကျွန်တော်ကအဆုံးကအမေဖေဆုံးကကျွန်တော်ကဒီလိုပဲကြောက်ခဲလိုပဲဟိုလိတ်ဒီလိတ်ပေါ့နော်ဖက်တမ်းကြီးရတဲ့အကုန်လုတ်ဖူးရကျွန်တော်ကိုယ်မှပဲခူးရမယ်ပဲစပိုင်းဆိုင်တာပေါ့ကျွန်တော်မခူးကျွန်တော်တကယ်ချင်းနေရှိမှာဟိုတုံးမှာတခူးတယ်ကိုယ်အိမ်ကလို့ဆိုကျွန်တော်ဘာတစ်ခုမှမလုပ်ကိုယ်အိမ်မှာလက်ကြောတင်မှာတစ်ခုမှမလုပ်ဘူးပေါ့နော်အမေခိုင်းတယ်မလုပ်ဘူးအိမ်ကစင်းတယ်အဖေမရှိတဲ့နောက်မှာကလေးရှိဖြစ်တယ်အိမ်ကစင်းတယ်တကယ်ချင်းချီသွားတယ်တစ်ခေါက်ပဲကျွန်တော်ဆင်းမှုတာပါတစ်ခေါက်ဆင်းပြီးတော့တကယ်ချင်းနေရှိမှာတော်ထဲမှာတော့ပဲမဲဘေးကြီးတစ်ချိန်တော်ပဲနေမရှိတယ်ပဲဆိုင်အပဲတွေပဲရှိတယ်ဟုတ်လားတကယ်ချင်းရှိမှာတနေ့1500လားမသိအမေနဲ့ခင်တာလက်ကြောလည်းလောက်တိမတင်းပါဘူးဒါပေမဲ့အဲ့လိုမျိုးဒါပေမဲ့လောက်ရတာပေါ့လိုပဲခူးရတယ်တကယ်နေပြင်းထဲမှာကိုယ့်အိမ်မှာကိုဆိုရင်အဲ့လောက်ထိပြင်မှာမဟုတ်ဒါပေမဲ့သူများအိမ်မှာလိုက်လောက်တယ်အဲ့ဟာနေရောမရတော့ဘူးငါနေလည်းမနေချင်တော့ဘူးဒီနိုင်ငံကြီးမှာလည်းနေတဲ့မနေလည်းမနေချင်တော့ဘူးငါဒီတိုင်းဝဲမှာလည်းမနေချင်ကျွန်တော်ရဲ့အတွေ့ကျွန်တော်ညီကိုမောင်နှမတိုင်းဝဲမှာကျွန်တော်လုံးဝမနေချင်ဘာကြောင့်မနေချင်လဲဆိုတော့ကျွန်တော်စိတ်ညစ်စရာတွေပြီးတဲ့ငယ်လေးတဲ့စိတ်ညစ်စရာတွေပြီးခဲ့တဲ့နေရာပေါ့နော်အဲ့လိုမျိုးဒေတာတွေညီကိုချင်းကျွန်တော်ကျွန်တော်အခုဒီအသက်30ကြီးရှိနေပြီကျွန်တော်ညီကိုမောင်နှမတွေဘယ်လိုလဲအခုကြီးတို့မဟာတို့ညာတို့အဲ့လိုမျိုးတစ်ခါမှထမင်းလက်ဆောင်တစ်ခါမှမစားဘူးညီကိုချင်းပေါ့နော်အသက်တွေလည်းကွာလည်းပါမှာပေါ့ဒါပေမဲ့အားလုံးတော့ချစ်ပါတယ်ဒီကနေပဲလှမ်းပြောလိုက်ပါနော်ဒီဗီဒီယိုဖိုင်နဲ့ပဲဒီကွန်မန်တွေအားလုံးချစ်ပါတယ်သူတို့စီးပွားရေးလည်းသူတို့ဖြစ်နေတဲ့အချိန်မှာဒီလိုကနည်းနည်းလေးပေါ့နေရှားသူတည်းနည်းပေါ့နေပြီမဲ့ကျွန်တော်ပြောတဲ့အရာတွေကတကယ်တမ်းတော့ကျွန်တော်ရဲ့လက်တိဘဝမှာဖြစ်တန်းခဲ့တဲ့အရာတွေပေါ့နော်အဲတော့ဘဝယူအဖေကရင်းနှီးခဲ့ပြီးတော့ရင်ကူတတ်မှဆိုရင်းနှီးခဲ့တဲ့အချိန်တွေကစိုးဆုံးလို့ထင်ခဲ့ပေမဲ့တကယ်တမ်းကိုယ်တိုင်လမ်းချောက်ခဲ့တဲ့အရာတွေမှာကျတော့ထင်တယ်လို့အဲ့ချက်ဆယ်စားလဲဆယ်စားစိုးတာပေါ့နော်ဘယ်ဒေတာမဆိုဘယ်လိုအတိုင်းဝိုင်းမှာဖြစ်ပညာတော့လူတိုင်းပေးပါတယ်အဲကြောင့်မို့လူငယ်တွေအားလုံးပတ်စံကိုချပါပညာမချပါနဲ့ဘာကြောင့်လဲဆိုတော့ပညာကိုယ့်ရဲ့နယ်ပယ်အတိုင်းဝိုင်းဘယ်ဒေတာမှမဆိုဘာလို့ပညာဆိုတာကိုယ်နောက်ကနေပြီးမဲ့တကယ်ချင်းနေရှိမယ်လို့ပညာပေါ့နော်အဲကြောင့်ပတ်စံမရအောင်ချပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ